အောင်လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှိခိုးပါဤဖရာနောက်ထပ်2ကြိမ်ဆိုလိုက်ပါဦးဥသုံးချိန်ချကြမပြောငုတ်တုတ်ကြီးနေဦးမှာတရားပွဲတွေလည်းခဏခဏနားနေပါဇက်ကရှိခိုးပါဤဖရာဆိုလူကငုတ်တုတ်ထိုင်နေကြွကြအစနေမှုထင်ပါရဲ့ပရိသတ်ကြီးနတ်ဖင်ကဒီလိုငုတ်တုတ်ကြီးနေဦးမလားဒီလိုပြောတာမနေဘူးပြောပြီးနတ်ဖင်ကငုတ်တုတ်ကြီးတွေတွေ့ရင်တော့ကျွတ်တို့ဒုတ်တုတ်ကြီးနဲ့ရိုက်ဖို့ရှိသဗျာဟမ်မှတ်လက်ထားကြပါညတိုင်းရှိခိုးစေခြင်းလားညတိုင်းရှိခိုးစေခြင်းလားပြိဿညတိုင်းရှိခိုးပါမှပေါ့တရားပွဲနာတိုင်းလည်းပါဇက်ကရှိခိုးပါ၏ပေါ့ဂိုင်းဒီကဲဆိုအနန္တ၅ပါးရှိခိုးဖို့သတိပေးပြီးတဲ့နောက်ဆွမ်းလောင်းတဲ့ပရဟိတအသင်းကြီးအတွက်ဒီကနေ့ဒါနပိုင်းဆိုင်ရာကိုပဲဘုန်းကြီးနောက်ပိုင်းမှာအမှောင်ဘဝသူ့နောင်တဆိုတဲ့ဇတ်ထုတ်ကိုဘုန်းကြီးဟောမလို့ရေဘူးနဲ့ဖဏမပါရင်ຫນွေကာမှသိကြဒါနနဲ့သီလမပါရင်သေကာမှသိရဆိုတဲ့လောကစကားအရာခမရတို့ကြားဘူးတဲ့အတိုင်းနောက်ပိုင်းမှာအမှောင်ဘဝသူ့နောင်တာဆိုတဲ့ဇတ်ထုတ်ကိုဘုန်းကြီးဟောပေးပါရှေ့ပိုင်းမှာတော့ဖြင့်တရားနာခြင်းတရားနာကြတဲ့မန္တလေးရွှေမြို့တော်သူရွှေမြို့တော်သားများကျွတ်တို့ပုထုဇဉ်နှစ်ပိုင်းရှိတဲ့အ내ကကလျာဏပုထုဇဉ်ပိုင်းလေးဖြစ်အောင်နည်းနည်းလမ်းညွှန်ပြီးတော့လှူတဲ့တားတဲ့နေရာမှာဝန်မလေးအောင်ဆောင်ရွက်ပြီးတော့ပြုစုနိုင်ရန်အတွက်ဘုန်းကြီးဒါနာကန်းနဲ့နည်းနည်းစထားပါဒီတော့ပုထုဇဉ်လို့ဆိုတာ2မျိုးရှိမှတ်ထားကြဘယ်သာကြီးပုထုဇဉ်ဆိုတာဘယ်နှမျိုးရှိဖြေကြကလေးတွေနဲ့ကြီးပြမထားနဲ့လူကြီးတွေအဖြစ်ခေါင်းငါမလေးကြော့ကြပါစို့ဖရာဆိုဟိုဘက်ကယထာသံကိုသူတို့လုံအောင်မအော်နိုင်ဘူးဟောရတာကဘူရာကြီးနာကတ်လို့မိထားသံနဲ့ကားသံနဲ့လူသံနဲ့ဒီကြားတဲ့ခမရတို့အသံကထွက်ပါမှဗျကြိုးစားပြီးတော့အသံထွက်ကြဘာဖြစ်လို့ပရိသတ်ကိုဒီလောက်ခိုင်းနေရတာတုံးဆိုတော့ခမည်းတော်မှန်မှဘုရားတင်မှဘုရားဖြေတဲ့အချိန်ခါမှာဘုန်းကြီးအသက်ရှူခွင့်ရပါဘုန်းကြီးမှနားခွင့်ရတရက်မှမနာပဲဟောနေတဲ့ဘုန်းကြီးဆိုတော့ခမည်းတော်အကူအညီပေးရလဲရောက်ပါတယ်နော်ပါရမီဖြည့်ရလဲရောက်ပါတယ်ဒါကြောင့်အသံလေးများကြိုးစားပြီးတော့ထွက်ကြတွန်းអော်ရမယ်ပြောတာမဟုတ်ပါဘူးမှန်လေးတော့လူတိုင်းထွက်ပေးပေါ့ရှက်เสียမဟုတ်ပါဘူးကြောက်เสียမဟုတ်ပါဘူးဂိုင်းဒီတော့ကောင်းပြီပုထုဇဉ်ပဲ2မျိုးရှိ2မျိုးရှိပုထုဇဉ်2မျိုးကဘယ်သူနဲ့ဘယ်သူလဲလို့ဆိုတော့အန္ဓပုထုဇဉ်နဲ့ကလျာဏပုထုဇဉ်မှတ်နော်အန္ဓပုထုဇဉ်နဲ့ကလျာဏပုထုဇဉ်ပြောကြည့်သမ်းပါအန္ဓပုထုဇဉ်ဆိုတာပုထုဇဉ်အကန့်အန္ဓပုထုဇဉ်ဆိုတာမြန်မာလိုပြန်တော့ဘယ်လိုပုထုဇဉ်ပါလဲပုထုဇဉ်အကန့်ပြည့်စုံအောင်ဖြေလိုက်ကလျာဏပုထုဇဉ်ဆိုတာပုထုဇဉ်အကောင်းကလျာဏပုထုဇဉ်ဆိုတာဘယ်လိုပုထုဇဉ်နော်ပုထုဇဉ်အကောင်းဒါဖြင့်ပုထုဇဉ်2မျိုးရှိတယ်2မျိုးကဘယ်သူတွေလဲပုထုဇဉ်အကန်းနဲ့ပုထုဇဉ်အကောင်းပါဗျာ။ကိုင်2မျိုးကဘယ်သူတွေပါလဲမှန်နော်သေသေးချာချာတရားနာတာနားထောင်ကောင်းုံလေးလာကြတာလားမှတ်မိအောင်လာကြတာမှတ်မိအောင်လာရင်ကြိုးစားမှတ်ကြဒီတော့ပုထုဇဉ်အကောင်းအကန့်ကိုဘုန်းကြီးခင်ဗျားတို့ပုထုဇဉ်အကောင်းဖြစ်စေခြင်းဟာကျမ်းဂန်ဟုသုတလေးနည်းနည်းတော့ပြောရမှာပေါ့ယတ္တခန္ဓာအာယတနာတိဗေဒေသုဥက္ကဟပရိပု္ပ္ပာယောနိသောမနတိကာရောနထိသောအန္ဓပုထုဇနောယတ္တေတံအထိသောကလျာဏပုထုဇနောလို့ဒီတိုင်းပြရှင်းပြောရရင်အကျဉ်ပုထုဇဉ်ပုဂ္ဂိုလ်သည်သင်အံလက်ကျက်ခြင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းမှန်နော်သင်အံလက်ကျက်ခြင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းအဲ့ဒီ3ပါးရှိနေရင်ကလျာဏပုထုဇဉ်အကောင်းလို့ခေါ်သည်သင်အံလက်ကျက်ခြင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်း
အဲ့ဒီသုံးပါးမရှိတဲ့ပုထုဇဉ်ကိုအန္ဓပုထုဇဉ်အကန့်လို့ခေါ်သည်ဘေးကမှတ်စမ်းဘုန်းကြီးပြောပြီးမေးမလို့သင်အန်လေးကျက်ချင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းကြံပြောကြည့်သားညီညီလေးသင်အန်လေးကျက်ချင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းကဲနှစ်ခေါက်လောက်ထပ်ဆိုသားမှာနောက်ကလောက်ကြပါအောင်ရကြလို့မလီတတိကြောင်းတာနော်ပထမတော့ထွက်လာဟုတ်မလို့သင်အန်လေးချင်းဆွေးနောက်ပိုင်းဘယ်ရောက်တော့မသိဘူးအတမထွက်ပဲနဲ့နေရင်တော့ဖြင့်ကျုပ်ကရှေ့ဆက်ဟောအောင်မယ်မဟုတ်ဘူးဗျာမှတ်မိအောင်ပြောပြီးမှရမှခိုင်းတဲ့ဘုန်းကြီးပါဗျခင်ဗျားတို့ရမ်းခိုင်းတဲ့ဘုန်းကြီးမဟုတ်ပါဘူးသင်အန်လေးကျက်ချင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းဆိုသားမှာအတန်ကျဲကျဲလေးသင်အန်လေးကျက်ချင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းကဲကျဲကျဲလေးတစ်ခေါက်ထဲဆိုလိုက်ပါတော့မမိဗလားအိမ်ပါပါမလားလမ်းခလုတ်တိုက်လို့မြန်ပြောင်းမလားဟာကလေးတွေကတော့ပြောင်းဘူးတဲ့လူကြီးတွေငြိမ်းနေပုံထောက်တော်ကျုပ်တော်ပြောင်းလိုက်မယ်ထင်တယ်မပြောင်းနဲ့အိမ်ထီအောင်ယူသွားကြအဲ့ဒီသုံးခုရှိနေရင်ကလျာဏပုထုဇဉ်လို့ခေါ်တယ်ပုထုဇဉ်အကောင်းအဲ့ဒီသုံးခုမရှိရင်အန္တပုထုဇဉ်အကန့်လို့ခေါ်တယ်ဒီတော့တရားနာပရိသတ်ကြီးကြုံမေးအောင်မယ်ပုထုဇဉ်အကောင်းဖြစ်ခြင်းသလားအကန့်ဖြစ်ခြင်းဟေးအကောင်းဖြစ်ခြင်းရင်ဘယ်နှခုရှိရမှာတော့ဟေ့သုံးခုပါဆိုနှစ်ခုကဘာလာလိုက်ပြီပြောခဲ့ပြီးသားဟဲ့ပုထုဇဉ်အကောင်းဖြစ်ခြင်းရင်ဘယ်နှခုရှိရမှာသုံးခုခုနကပြောခဲ့တယ်ဘယ်သူတွေပါလိမ့်သင်အန်လေးကျက်ခြင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းအဲ့ဒီသုံးခုရှိရင်အကောင်းလားအကန့်လားဟဲ့ဟဲ့အကန့်ဆိုတာဘယ်သုံးခုမရှိရင်အကန့်ခေါ်တာတော့ဟဲ့သင်အန်လေးကျက်ခြင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းဒီသုံးခုမရှိရင်ဘယ်လိုပုထုဇဉ်တော့ဟဲ့အကန့်ပုထုဇဉ်ဒီတော့တရားနာပရိသတ်ကြီးဒီကနေ့တထိုင်နဲ့တရားနာရင်ကလျာဏပုထုဇဉ်ဘိုင်းလေးရောက်အောင်တော့ပို့ထားရတယ်ဗျာပရိသတ်ကြီးဘုန်းကြီးပြောတာလေးတွေကိုပရိသတ်ပါဇက်ကလိုက်ဆိုပြီးတော့ရအောင်သင်အန်လက်ကျက်ခြင်းကောမရှိဘူးလားပရိသတ်ခင်ဗျားတို့တခုရှိသွားပြီဒါဖြင့်ဘုန်းကြီးကမေးတယ်ပရိသတ်ကဖြေတယ်ပြီးတော့တယောက်နဲ့တယောက်နီးစပ်တဲ့လူချင်းလည်းရပါလားဘုန်းကြီးကပြောနေတာလေးမှတ်မိပါလားမေးတယ်လူမေးကြမှာပေါ့သို့တော့မမေးသည့်တိုင်အောင်ဘုန်းကြီးကခမည်းတော်ကိုမေးနေတယ်ခမည်းတော်ကဖြေနေတယ်အမေးဖြေဒီကဲ့သို့ပြုနေသဖြင့်ဆွေးနွေးမေးမြန်းခြင်းဆိုတဲ့တခုရောရမသွားဘူးလားရသွားတယ်ဒီတော့တရားနာပရိသတ်ကြီးတရားတော်နာတဲ့အချိန်ခါမှာတရားကိုအာယုံပြုမနေဘူးလားအာယုံဆိုတာနှစ်ခုယူလို့ရရဲ့မရဘူးပရိသတ်အာယုံဆိုတာနှစ်ခုယူလို့မရဘူးတစ်ခုတည်းသာယူလို့ရတရားတော်ကိုအာယုံပြုနေတော့အရင်နဲ့အရင်ရဲ့အရင်အချိန်တွေတုန်းကလို့ဟိုဟာလိုခြင်းတရားလိုခြင်းဆိုတဲ့လောဘအာယုံတွေရှိပါမလားတရားတော်အာယုံပြုနေကြဒေါသအာယုံတွေကောရှိပါပရိသတ်ကြီးမောဟအာယုံတွေကောရှိပါမာနဒိဋ္ဌိတွေကိုတရားနာနေတဲ့အချိန်ခါမှာရှိပါခိုင်ပပ္ပစ္စတရား၅ပါးအခုချုပ်အဲ့ဒီလိုတရားတော်အာယုံပြုနေကြခုနကလောဘဒေါသမောဟမာနဒိဋ္ဌိဆိုတဲ့ဒီအာယုံတွေချုပ်နေသဖြင့်ပရိသတ်ရဲ့စိတ်နှလုံးလေးဟာတရားတွေကိုနှလုံးသွင်းထားခြင်းကြောင့်ပရိသတ်ရဲ့နှလုံးသွင်းကတော့မကောင်းဘူးလားပရိသတ်ဒါဖြင့်သင်အန်လက်ကျက်ခြင်းလည်းရနေပြီဆွေးနွေးမေးမြန်းခြင်းလည်းရနေပြီနှလုံးသွင်းကောင်းခြင်းလည်းရနေပရိသတ်ကြီးခုတရားနာရင်အဲ့ဒီသုံးခုခမည်းတော်ရမနေဘူးလားဒီသုံးခုရှိနေရင်ဘာပုထုဇဉ်လဲပုထုဇဉ်အကောင်း
ဒါဖြင့်ပရိသတ်ကြီးဒီသုံးခုရှိနေသဖြင့်တရားပွဲထိုင်နားနေတဲ့ခိုက်တမှာပုထုဇဉ်အကောင်းမဖြစ်ဘူးလားဒီတရားနာတဲ့အချိန်လိုများသင်အန်လက်ချက်ချင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းကိုနေ့တိုင်းအချိန်တိုင်းရှိသွားရင်နေ့တိုင်းအချိန်တိုင်းကလျာဏပုထုဇဉ်မဖြစ်နိုင်ပေဘူးလားပရိသတ်ကြီးဖြစ်များခေါ်မဖြစ်ချင်ဘူးလားဖြစ်ချင်ရင်အဲ့ဒီသုံးခုကိုတစ်ခါတရံရှိအောင်လုပ်ရမှာလားအမြဲရှိနေအောင်လုပ်ရမှာကြိုးစားကြဗျာခုဘုန်းကြီးရှိတော်ပုထုဇဉ်အကောင်းမြအိမ်ပြန်ရောက်ရင်ကန်းအောင်မှာကန်းရောဘောအိမ်ပြန်ရောက်ကြတဲ့ကသင်အလေးချက်ချင်းမရှိဘူးသင်အလေးချက်ချင်းကဒီကောင်းတဲ့ဘက်သာမရှိတာဘယ်ဘက်သွားရှိတုံးဆိုတော့ဘယ်ဈေးနဲ့ရောင်းခဲ့တုံးဘယ်ဈေးနဲ့ဝယ်ခဲ့တုံးအစင်ပြေရဲ့လားအရင်တစ်ခေါက်ကဘယ်လိုတုံးခုတစ်ခေါက်ဟန်ကြပါမလားဆိုတာတွေတရားနဲ့ပတ်သက်တာမပါတော့ဘူးလောဘအာယုန်တွေဒေါသအာယုန်တွေမာနအာယုန်တွေဒိဋ္ဌိအာယုန်တွေမောဟအာယုန်တွေဒီအာယုန်တွေဝင်သွားပြန်ရင်ခမည်းတော်ပုထုဇဉ်အကန့်ပြန်ဖြစ်အောင်တော့မှသိကြတယ်အခုတရားနာနေတဲ့အချိန်ခါမှာတော့ဖြင့်ကလျာဏပုထုဇဉ်ပိုင်းဝင်နေပါပြီမှန်ရလားပြိဿကြီးသို့တော်လည်းပဲတရားပွဲတရားနာပြီးအိမ်ပြန်ရောက်လို့ပုထုဇဉ်အကန့်ပင်ဖြစ်စေအောင်တော့အကန့်ကလည်း2မျိုးရှိတယ်ကိုပြိဿကြီးအကန့်ပဲ2မျိုးရှိအကန့်2မျိုးငါပြောမဟိငယ်ကန်းနဲ့ကြီးကန်းဟဲ့အကန့်2မျိုးကဘယ်ကန်းနဲ့ဘယ်ကန်းတော့ငယ်ကန်းနဲ့ကြီးကန်းဆိုတာအမိဝမ်းနဲ့ကလေးကငယ်ငယ်ကလေးတွေကကန်းလာဝင်းတွင်းပါပေါ့ကွယ်ငယ်ငယ်လေးတွေကကန်းလာတော့အဖြူအနီအစိမ့်အဝါပြ4000အရှည်ဝိုင်းဆိုတာကြီး तू မြင်ဘူးရဲ့လားဟိမမြင်ဘူးတော့ तू သိပါမလားဟိမသိပါဘူးအသက်ကြီးမှကန်းတဲ့လူကြတော့ငယ်ငယ်မကန်းခင်တုန်းကမြင်ထားတာလေးတွေကို तू များပြောပြ तू မသိဘူးလားဟိအဖြူဆိုလည်းမသိဘူးလားအနီဆိုလည်းမသိဘူးလား4000အရှည်အဝိုင်းရှည်ရှည်ပုပုဆိုတာတွေကမသိဘူးလားဟိဘာပြုလို့သိတာတော့မြင်ဘူးလို့ပြေးတာကြီးဘာပြုလို့သိတာတော့ကဲမြင်ဘူးလို့ငယ်ငယ်တုန်းကကန်းတာမဟုတ်ဘဲနဲ့ကြီးမှကန်းတဲ့အကန်းနဲ့ဝင်းတွင်းကလေးကပါလာတဲ့ငယ်ကန်းနဲ့အဲ့ဒီငယ်ကန်းနဲ့ကြီးကန်း2ယောက်လမ်းသွားတဲ့ဟိဘာလို့တဲ့တော့လမ်းသွားရင်စကားပြောကြလမ်းသွားရင်စကားပြောတော့ကြီးကန်းကပြောအသက်ကြီးမှကန်းတဲ့လူကကွာတဲ့ငါနွားတို့သောက်ချင်လိုက်တာပြေးတာအသက်ကြီးမှကန်းတဲ့လူကဘာသောက်ချင်နွားတို့သောက်ချင်လိုက်တာဆိုတော့ငယ်ငယ်လေးတွေကကန်းတဲ့လူအကန်းကငယ်ကန်းကမေးလိုက်တယ်နေစမ်းမအောင်ကွာတဲ့နွားတို့ဆိုတာဘယ်လိုဟာတော့ဒီတော့အသက်ကြီးမှကန်းတဲ့လူကမြင်ဘူးထားတော့သူကပြောတာပေါ့မင်းနဲ့ကွာတဲ့နားဝေးတာတဲ့နွားတို့ဆိုတာတို့အဖြူပေါ့ဒီတော့ငယ်ငယ်လေးတွေကကန်းတယ်မမြင်ဘူးတဲ့လူကထပ်ပြောတယ်နေစမ်းမအောင်ကွာတဲ့အဲ့ဒီအဖြူကဘယ်လိုဟာတော့အဲလမ်းတော့ဆုံးပုံမပေါ်မင်းနဲ့ကွာတဲ့ပြောရတာလက်ဝင်တာတို့အဖြူဆိုတာထုံးခဲကြီးလို့ပေါ့ဒီတော့ဟောပြန်မေးတယ်နေစမ်းမအောင်ကွာတဲ့ထုံးခဲကြီးကဘယ်လိုဟာတော့အဲဒီလမ်းဆုံးပုံမပေါ်ဘူးမင်းကွာတဲ့ပြောရတာဟန်မကြလိုက်တာအကန်းချင်းလူလည်းလုတ်တယ်လည်းမအောင်မင်းနဲ့ဟေးဟောအဖြူဆိုတာတို့ဗျိုင်းကလေးလို့ပေါ့ကွာဒီတော့ဟောပြန်မေးတယ်နေပါအောင်ကွာတဲ့အဲ့ဒီဗျိုင်းကလေးကဘယ်လိုဟာတော့ကဲမင်းပါဇက်နဲ့ပြောနေလို့တော့အကန်းချင်းဆိုတော့လေမြင်အောင်မကြည့်တတ်တော့ကြွကြတာဟောလက်နဲ့ကင်ကြည့်ရအောင်ငါပြမှာဟောတာဗျိုင်းလေးကွာဒီနေရာကနှုတ်သီးကွာဒီနေရာအတောင်မှန်ကွာဒီနေရာခြီတော့ကွာမလက်ကလေးကောက်ကွေးပြီးတော့ပြလိုက်လက်ကလေးကောက်ကွေးပြီးတော့သေးသေးချာချာပြလိုက်တော့ငယ်ကန်းကစမ်းကြည့်ပြီးတော့ဘာပြောတော့ဟင်းမင်းနွားတို့မတော့ချင်ပါဘူးကောက်တိကောက်ကွေးကြီးတဲ့ကဲငယ်ကန်းနဲ့ကြီးကန်းမကွာဘူးလားပြိဿဟေးအကန်းချင်းတော့အတူတူပဲမဟုတ်လားဟေးဒါပေမဲ့လို့အသက်ကြီးမှကန်းတဲ့ကြီးကန်းကမြင်ဘူးတာမှန်သမျှပြောပြရင်မသိဘူးလားဟဲ့ဟာငယ်ငယ်လေးတုန်းကကန်းတဲ့လူကမမြင်ဘူးတော့ကိုဘယ်သူပြောပြပြသူသိဖို့လွယ်ပါမလားဟဲ့ဒါကြောင့်တရားနာပရိသတ်ကြီးကျုပ်တရားဝဲမှာအခုခမားတို့ပုထုဇဉ်အကန်းမဟုတ်ဖဲနဲ့တ
တရားနာနေတဲ့အခိုက်အတန့်မှာတော့ဖြင့်သင်အံလက်ကျက်ခြင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်းအဲ့ဒီသုံးပါးရှိနေလို့ယခုတော့ဖြင့်ကလျာဏပုထုဇဉ်ဖြစ်ပါပြီတဲ့သို့တော်လည်းတရားပွဲကြီးကပြန်သွားတဲ့အချိန်ခါမှာအိမ်ပြန်ရောက်တော့လောဘအာယုန်ဒေါသအာယုန်မောဟအာယုန်တွေဝင်လာပြန်သဖြင့်ပုထုဇဉ်အကန့်မဲ့ပြန်ဖြစ်လိမ့်မယ်ဟာဒီလိုပုထုဇဉ်အကန့်မင်ဖြစ်လင့်ကစားအကန့်မင်ဖြစ်လင့်ကစားငယ်ကန်းမဟုတ်ဖဲနဲ့ကြီးကန်းနဲ့တူတယ်ဟူ၍မှတ်ကြဘေးကကြီးမင်းအောင်ငယ်ကန်းကြိုက်လားကြီးကန်းကြိုက်လားအေးငါလည်းဖမ်းမပေးနိုင်ကြွကြအသားတော့မဲတယ်နော်အဲ့ဒီကြီးကန်းကြီးလည်းမအောင်မေးနဲ့ဟဲ့အသက်ကြီးမှကန်းတဲ့အကန်းကိုဆိုလိုတယ်ကြီးကန်းကအသက်ကြီးမှကန်းတဲ့အကန်းကမြင်ဘူးတာမှန်သမျှပြောပြလို့သိသလိုပေါ့ကွယ်တို့ပရိသတ်ကြီးတရားတွေနာပြီးတော့နောက်ရဲ့ပုထုဇဉ်အကန်းပြန်ဖြစ်အောင်တော့နာဘူးတဲ့တရားတွေကိုဘဟုတုတရလာသဖြင့်သူများပြောပြရင်တရားနာပရိသတ်ကြီးမသိနိုင်ဘူးလားပရိသတ်ဒါဖြင့်ပရိသတ်ကြီးငယ်ကန်းနဲ့တူသလားကြီးကန်းနဲ့တူဒါကြောင့်အသက်ကြီးမှကန်းတဲ့အကန်းမျိုးဖြစ်အောင်သာကြိုးစားကြဒါတရားနာပရိသတ်ကြီးပုထုဇဉ်ပိုင်းဆိုင်ရာနှမျိုးကိုခွဲပြောပြီးပါပြီဒီတော့တရားနာပရိသတ်ကြီးပုထုဇဉ်ဒီကနေ့အကောင်းဖြစ်နေသလားအကန်းဖြစ်နေသလားဘယ်တော့မှတော့ခုပရိသတ်ကြီးဘယ်တော့မှတော့ပုထုဇဉ်အကောင်းဖြစ်နေဘယ်နှခုရှိလို့တော့ဟဲ့သုံးခုကဘယ်သူတွေပါလိမ့်အနေနဲ့အဲ့ဒါအလဲကောင်ဟာကွာတခေါ်ကျုမင်းတို့ကတခုကြော်သွားအစကစပြောပါမှာပေါ့အေးလူကြီးသားကြီးပဲကလေးတွေကရှော့ပေးပါဦးဟုတ်တယ်ဗျာအတန်ကြားလေးကလူကြီးသားကြီးပဲကလေးတွေကရှော့ပေးပါဦးမှာပေါ့ကျုပ်ပြောတာတစ်မျိုးကြီးနော်လူကြီးသားကြီးလဲဆိုရဲကလေးတွေကရှော့ပေးပါဦးမှာပေါ့သဘောပေါက်တော့ပါတယ်ဗျာနော်အတန်ထွက်ကြစမ်းပါဗျာရှက်စရာမဟုတ်ပါဘူးကောင်းတဲ့အတန်ဒီအတန်မျိုးထွက်ကောင်းပါခင်ဗျားတို့မရှက်သင့်မကြောက်သင့်တဲ့နေရာရှက်ကြောက်နေရှက်သင့်ကြောက်သင့်တဲ့နေရာကြတော့ဖေတော့မောင်တော့နဲ့သေခြင်းဆိုကာလနာမွေဆိုလောင်မီဆိုတာတွေကြတော့မရှက်နိုင်ကြတော့ဘူးဒါကြောင့်ဘုရားကိုတော်မြတ်ကြီးကအဝေတဗမိဘာယတိဘာယိတဗေနဘာယတိဘယဝဝိမုံလာတေတံတိဒုက္ခနာလဘတိကြောက်တဲ့ကြောက်ထိုက်ကြောက်ကောင်းတဲ့တရားတွေကိုမကြောက်တော့မကြောက်သင်မကြောက်ထိုင်မကြောက်ကောင်းတဲ့တရားတွေကိုတော့ကြောက်နေသည်ဒါကြောင့်အရှက်အကြောင်းမှားနေလို့ရှိရင်တော့သံတိဒုက္ခနာလဘတိခမည်းတော်လိုချင်တဲ့နိဗ္ဗာန်ရရှိဖို့မလွယ်တော့ပြီလွယ်ပါမလားပြိဿကြီးကဲဒီတော့အတန်လေးတွေကြိုးစားထွက်ပါဗျာဒါလေးမှတ်မိသွားပါပြီပုထုဇဉ်နောက်ပိုင်းခွဲပြဒီကနေ့တော့ရှေ့ပိုင်းဝိပဿနာလည်းများဟောနိုင်မှုပြိဿနော်ဟေမာဇလ621ရပ်ကွယ်မှာပရဟိတအသင်းကြီးကဝါတွင်တရင်အဖိတ်နေတိုင်းမှာကျွတ်တို့အဖိတ်နေတိုင်းတန်ဃာတော်လင်းငရာကိုဆွမ်းလောင်းခဲ့တဲ့8ကြိမ်မြောက်မှာဟောရသဖြင့်ဆွမ်းလောင်းတဲ့ကိစ္စမပြင်းမရကြပါနဲ့လို့ဒါကိုကျုပ်များတိုက်တွန်းပါအောင်မပြင်းကြပါနဲ့ဆွမ်းလောင်းတဲ့ကိစ္စမန္တလေးရွှေမြို့တော်တော့ဘုန်းကြီးတို့ကယုံကြည်ပြီးသားဖြစ်ပါတယ်ဘာဖြစ်လို့လဲမန္တလေးမြို့ကတရားသိကောင်းအခုကြာဏီကံဘုန်းကြီးတို့ကိုယ်တိုင်မန္တလေးမြို့မှာ9နှစ်တိုင်စာသင်ခဲ့ရမန္တလေးမြို့မှာပညာခိုမိပြီးတော့စာသင်ခဲ့တဲ့အတော်အတွင်းမှာမန္တလေးမြို့သူမြို့သားတွေလောင်းတဲ့ဆုံးကွန်းကိုဖုံးပေးပြီးတော့ပညာသင်ခဲ့တဲ့ကျန်ဒီကံဆရာတော်ဆိုတာဟာဒီကနေ့မန္တလေးမြို့သူမြို့သားများကိုကျေးဇူးဆက်လို့မကုန်နိုင်သေးပါခင်ဗျားတို့ကျေးဇူးကြောင့်မန္တလေးမြို့မှာနေပြီးတော့ပညာတွေသင်ကြားနိုင်တယ်ဒါကြောင့်ခုကျန်ဒီကံဆရာတော်ဆိုလင့်ကစားကျန်ဒီကံဆရာတော်လို့သိနေကြပေမဲ့လို့နေရီမှာထွက်ဟောတဲ့ချိန်ခါမှာကိုပညာခုံမိခဲ့တဲ့မြို့သူမြို့သားတွေကျေးဇူးဆက်တဲ့အနေအချင်းရွှေမန်းဓမ္မကတိကကျန်ဒီကံဆရာတော်ကျုပ်မန္တလေးမြို့ကိုအမိတတ်ထားတချို့ကလည်းကျန်ဒီကံသိကိုမသိဘူးတောရွာဒေသဆိုတော့ကျန်ဒီကံဆရာတော်တရားဟောကောင်းလှတယ်ပြောတယ်ဆိုပြီးမန္တလေးမြို့လာပင့်မန္တလေးမြို့ပေါ်ကျန်ဒီကံကျောင်းတိုက်လျှောက်ရှာရတာမူနောက်လို့ဘယ်မှမတွေ့ဘူးကျန်ဒီကံဆိုတာကျုပ်မန္တလေးမြို့ပေါ်တင်ထင်တာကိုရှေ့ကတတ်ထားတာကရွှေမန်းဓမ္မကတိကကျန်ဒီကံဆရာတော်ဆိုတော့မန္တလေးမြို့ပေါ်ကျန်ဒီကံကျောင်းတိုက်လျှောက်ရှာတယ်ဘယ်မှမတွေ့
နောက်မှတယောက်မေးနဲ့တောဒေသမှန်သူတို့သိကြဒါကြောင့်ဆွမ်းလောင်းပြီးတော့တန်ဃာတော်အရှင်မြတ်များကိုလှူခဲ့တန်းခဲ့ကြတဲ့မြို့သူမြို့သားတွေဆိုတော့ဘယ်လိုအန္တရာယ်မျိုးဖြစ်စေကမူမန္တလေးမြို့မှာဂလိန်ကလေးကြီးကျယ်တော့ကျွတ်တို့မျက်စိအောက်ခမရတို့မျက်စိအောက်အခုအသက်တိုင်နေလာခဲ့ကြတယ်ကျွတ်တို့မန္တလေးမြို့ဟာအသက်သာဆုံးလို့ဖြစ်နေပါတယ်ဗျာအသက်သာဆုံးလို့ဖြစ်နေတယ်ပြိဿအခုအေယာဝတီမြစ်ရေကြီးလိုက်တဲ့လှုပ်နဲ့နှစ်ကြိမ်တိုးပြန်ကျသွားပြီဒါတော့မန္တလေးမြို့အတွက်ကတော့ဘုန်းကြီးတို့ကယုံကြည်တယ်ဒါမြောက်ပြောနေတာမဟုတ်ပါဘူးမြောက်ပြောနေတာမဟုတ်ပါဘူးတစ်မျိုးလုံးလည်းသိတယ်သံဃာတော်အရှင်မြတ်တိုင်းလည်းသိတပြေလုံးလည်းသိမန္တလေးမြို့သည်ဒုတိယမြို့တော့ခေါ်ပေမဲ့လို့သာသနာရေးနဲ့ပတ်သက်လာတော့နံပါတ်1ဆွဲတဲ့မြို့မန္တလေးတစ်မြို့လုံးမှာရှိတဲ့သံဃာတော်အရှင်မြတ်များကိုဆွမ်းဝအောင်ကျွေးနိုင်တဲ့မြို့ဆံ9 ချက်8 ချက်အချိန်တုန်းကလည်းပဲဒီသံဃာတော်တွေကိုပင်လျင်မိမိတို့စားရသမျှနဲ့တကယ်တမ်းကျွေးလာခဲ့တဲ့မြို့ဒါကြောင့်မန္တလေးမြို့ကသံဃာတော်အရှင်မြတ်များရဲ့မိခိုအားထားရသာသနာတော်ကြီးရဲ့ဗဟိုမန္တိုင်တစ်ဖွဲ့မန္တလေးရွှေမြို့ဟာဗမာပြည်မှာဖြင့်တရားနာပိဿနံပါတ်1ဆွဲတဲ့မြို့ပါဗျာဒါခမရတို့အသိမို့ကျုပ်ထုတ်ပြောနေကြမလို့ပါဘူးယဉ်ကျေးမှုနဲ့ပတ်သက်လာတော့လေတရားနာပိဿမန္တလေးမြို့နံပါတ်1ဆွဲပါတယ်ကျုပ်ဓာတ်တွေလည်းခဏထည့်ပြောတယ်ဘာဖြစ်လို့လဲမန္တလေးမြို့ပေါ်မှာရေပက်ကြတယ်ကြံတွဲဘယ်လိုပင်ခွက်ကြီးခွက်ငယ်စီပိုင်းတွေတဲပြီးပက်ကြပိုက်ကြီးတွေနဲ့ပက်ကြပြီမဲ့လို့ဘုန်းကြီးတွေရေမပက်တာမန္တလေးမြို့ကျုပ်မန္တလေးမြို့ပေါ်ကဖြတ်သွားတယ်တရားနာပိဿမြင့်ငယ်ဘက်သွားတရားဟောတယ်ကြံတွဲကျုပ်ရေတစ်စက်မှမစင်ဘူးဘယ်စင်မတုံးပိဿမန္တလေးမြို့ကသာသနာအလံတက်ထားရင်သိကလေးတွေကစားပြီးတော့ဘုန်းကြီးရေမပက်ဘူးဒါပေသိနော်ကားလာရင်တော့သူတို့ပက်ချင်လို့ခွက်တွေနဲ့ရွယ်ကြကျုပ်လည်းကြံတွင်းတရားမဟောပါဘူးဇုတ်ပင့်လို့လိုက်သွားရေပက်လိုက်လို့ရေဆိုတာတော့သိမကြောက်ဘူးတရားနာပိဿဟောတယ်ခွက်ကြီးနဲ့မဲရွယ်ပြီးသဲမဲကြီးချင်းနေတာကိုကျုပ်ကြောက်ခမည်းတော်ရေဘက်ခံထွက်တဲ့လူတွေကျုပ်အံ့ချင်းနေတာပက်လိုက်တော့လေရေစင်တာဘာမှမဖြစ်ဘူးဒါပေမဲ့ချင်းနေတာကိုကျုပ်ကြောက်ကလေးတွေထွက်ပြေးလာကြတာဟေးလာပြီကွာဆိုထွက်ပြေးလာကြတယ်သာသနာအလံလဲမြင်လိုက်ရောကလေးတွေသူတို့ချင်းထိန်သွားတယ်လူကြီးကဆုံးမတယ်မထင်နဲ့ဟေးကောင်လေးသာသနာအလံနဲ့ကွာဟေးပဲကြနဲ့ကွာဟောသူတို့ချင်းထိန်သွားမဲဒီထဲတချို့ကလေးတွေကခုနှလုံးကားပေါ်တင်ပြီးတော့သာသနာအလံနဲ့ကျုပ်ပါသွားရင်ကျုပ်တော့လူကြီးတွေသိတာမသိတာပါထားကလေးတွေကတော့အကုန်သိဗျာဟေးကောင်လေးပဲကြနဲ့ကွာကျန်ဒီကဆရာတော်ကွာဟောကျုပ်မန္တလေးမြို့တဲကဖြတ်သွားတာရေတစ်စက်မစင်ပါဘူးဗျဒါရွှေမြို့တော်ရဲ့ဂုံကျက်တွေပြောနေတာမန္တလေးမြို့ကလည်းထွက်ရောတရားနာပိဿကြီးဟိုဘက်ကျွတ်တို့ဘာတရားခေါ်မလဲပဲတရားနာပိဿဟိုအဲ့ဒီတရားလေးဆိုကြပါစို့တောင်မြင့်နားမှာတောင်မြင့်လားပါလားမသိဘူးအဲ့ဒီတရားနာလဲရောက်ရောတရားနာပိဿကြီးကားတစ်စင်းလုံးရွှဲတယ်ကျုပ်အဲ့ဒီနေ့အတန်မထွက်လို့တရားမဟောရကျုပ်ကတမျိုးပိဿအစားတောင်းနဲ့ပတ်သက်လို့စီစားဝက်သားစားခြင်းရစားကျုပ်ဘာမှရှောင်နေဖို့ကြီးမဟုတ်ဘူးအကျော်လဲစားတာအစားစားမရှောင်ပါဘူးကျုပ်တန်ကိစ္စမရှိအဘယ်လိုကြရင်ကျုပ်အတန်ဖောက်ပြန်လာတယ်လဲဆိုရင်12နာရီရဲ့ဟိုဘက်ရေချိုးလို့မရ12နာရီရဲ့ဟိုဘက်အိတ်လို့မရဘူး12နာရီရဲ့ဟိုဘက်ခြီဘဝရေထိလို့မရအဲ့ဒါကျုပ်တန်ဖောက်ပြန်တာဒါကြောင့်တရားနာပိဿဘယ်ခြီဘဝရင်ကမလဲရင်ဘတ်တွေရောအကုန်ရေဆိုတော့အဲ့ဒီတရားဝဲကျုံကြီးမဟုတ်ဘူးအကျော်လဲစားတာအစားစားမရှောင်ပါဘူးကျုပ်တန်ကိစ္စမရှိကထွက်သွားလို့ဟိုဘက်ကျရေဘက်ခံရတာကလေးတွေတော့မမှတ်နဲ့ဗျ40ကျော်50အထိပါတယ်တအားကျုံပဲတာသေးခွက်မှမဟုတ်ဘဲနဲ့တန်ချောင်ကြီးနဲ့အပြည့်ချရတယ်မျက်မှန်တောင်လွင့်ထွက်သွားဟေးဒါကြောင့်ဟောဒီမန္တလေးရွှေမြို့တော်ရဲ့ဂုံကျက်တရေကိုငါပြောနေတာဟဲ့ယဉ်ကျေးတဲ့နေရာမှာယဉ်ကျေးတဲ့နေရာများရှမ်းမတွေအတုခိုးတာတင်ကြည့်မှာပေါ့မန္တလေးမြို့ကအကိုတန်အကိုခေါ်တယ်အတော်တန်တော်ခေါ်တယ်အမောင်လေးတန်မောင်လေးခေါ်တယ်အမတန်အမခေါ်တယ်မန္တလေးမြို့ရဲ့ယဉ်ကျေးမှုဒါတပြေလုံးလည်းသိကြပါတယ်ကြုံပြောစရာမလိုပါဘူးရှမ်းမတွေတောင်အတုခိုးတယ်ရှမ်းနေဗမာပြည်မန္တလေးမြို့ရောက်လာတော့မန္တလေးသူတွေကကြွေးကြမွေးကြတကောပိဿ
ကံများကပကံများကြီးရှေ့ထိုးပြီးတော့စားတာစားပါအာမနာကြပါနဲ့စားကြစမ်းပါစားတာစားပါအာမနာကြပါနဲ့စားကြစမ်းပါမဲလောကုပြုငါလို့တော့ရှမ်းမတွေကအတုခိုးသွားအတုခိုးပေသည်ရှမ်းမတွေသူတို့ပြေရောက်တော့ဇကားကနည်းနည်းလွဲသွားမန္တလေးသူတွေအတုခိုးပြီးပကံများကြီးလည်းရှေ့ထိုးပြီးရဲ့ရှမ်းမတွေကစားပါအာမနာရင်ကြက်ကြက်စားပါအာမနာရင်ကြက်ကြက်ကြီးစားပါနှစ်ယောက်မဲ့လူလက်ရွံ့သွားတဲ့ဒါကြောင့်မန္တလေးသူတွေကိုရှမ်းမတွေတောင်အတုခိုးတာပါပြိဿရင်ကျေးတဲ့နေရာမှာကံကြည့်တော့ကောင်းပြီလေအဲ့ဒါလို့ရင်ကျေးတဲ့မြို့သာလနာတော်ကြီးမိတင်းနေထိုင်တဲ့စာသင်တိုက်ကြီးတွေမှာတန်ဃာတော်အရှင်မြတ်များကိုဆွမ်းဝအောင်ကျွေးတဲ့မြို့ဒါကြောင့်ဆွန်းလောင်းတဲ့နေရာမှာရွှေမြို့တော်ကြီးမန္တလေးမြို့မှာရွှေဗလာမှုအနာကွတ်စရာမလိုတော့လဲပဲကျွတ်တို့ကပူတယ်လို့မရှိတာမဟုတ်လို့ထပ်ပြီးသတိပေးရပါတယ်ဗျာဆွန်းလောင်းတဲ့ကိစ္စမပြင်းကြီးကြပါနဲ့အဆိုကြပါစို့ဟေမာဇလရ621ရပ်ကွက်ကပရဟိတအသင်းကနေပြီးတော့လူဒါတို့တော့လှူလိုက်ပြီလေလူကြီးတွေလောင်းတာပဲဟာဒီအတွက်မျိုးအတွက်ပါနဲ့လူကြီးတွေလောင်းပြီးတာပါပဲဒီစီမျိုးနဲ့ရမထားနဲ့ဟာဆွန်းလောင်းတဲ့ကိုယ်တိုင်ကိစ္စမှာတဟတိကကိုယ်တိုင်လူရင်ပို့ပြီးကျေးဇူးရှိသဟာဒီအတိကလေးနဲ့ကိုယ်တိုင်လူချင်းနဲ့စိတ်ကလေးတွေကိုများစွာမွေးကြမကောင်းဘူးလားပြိဿကြီးတချို့သိပ်ပြင်းတာနော်သိပ်ပြင်းတာပြင်းတော့ဘသူတွေများစွာပြင်းတော့ဆိုတကားတွေပို့ဆိုးတကားကြီးတွေကြကြကယူဆိုင်ကြဗျခင်ဗျားတို့နောက်ကောက်ကြမနော်နောက်ကောက်ကြတာရှင်းရှင်းပြောရရင်များကျမ်းဂန်နဲ့တွေ့ရကျွတ်တို့တာဝရိန္ဒနတ်ပြည်မှာနတ်သားတစ်ယောက်နတ်သမီး1000တောင်ရှိတဲ့ဗျတကားတို့ခင်ဗျားတို့သနာလို့ပြောနေတာနောက်ကောက်ကြနေမယ်ကဲနတ်သားတစ်ယောက်နတ်သမီး1000နဲ့ဗျနတ်ပြည်နတ်သားနဲ့ပြီဘာပြုလို့တက္ကမတွေမြောက်ပြောနေတာမဟုတ်ဘူးတက္ကတို့နောက်ကောက်ကြမှာကိုသနာလုံးလို့ကြည့်လေခုတရားပွဲကြည့်တက္ကမတွေများဥပုပ်ကြောင်းသွားကြည့်တက္ကမတွေများအရိပ်သာသွားကြည့်တက္ကမတွေများဒီတော့ခမည်းတော်ကပြောမှာပွဲတော့ရောဆိုတော့လေအဲ့ဒါလဲများတာပဲဗျို့ဘာလို့မိမတွေများနေမှမသိကဲတက္ကမတွေလည်းစဉ်းစားတော့အဖက်ဖက်ကလှဲ့တွက်လိုက်တော့ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ရှားကြပြီဗျယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ရှားတဲ့အထင်မှာယောက်ျားဘဝရလာတဲ့တကားတို့နောက်ကောက်ကြမှာကိုအင်မတန်စိုးရိမ်လှပါသည်ဆွန်းလောင်းတဲ့နေရာကြည့်ဗျာဆွန်းလောင်းတဲ့နေရာဟောမိမတွေအလောင်းများကျွတ်တော့မန္တလေးနေတုန်းကဆွန်းခံစားခဲ့ရတဲ့ဘုန်းကြီးသပိတ်ပိုက်ဆွန်းခံထွက်သွားတကားလောင်းနဲ့ဆွန်းနဲ့ဒကမလောင်းနဲ့ဆွန်းသပိတ်ထဲဘယ်ရင်းကများတော့ဆိုဒကမတွေလောင်းတာများဒကာတွေကအလွန်ပြင်းတာပြိဿဘုန်းကြီးများကြွလာဆွန်းလေးထလောင်းရမှာကစအင်မတန်ပြင်းဟာဘုန်းကြီးကြွလာပြီဆွန်းလောင်းသူကိုယ်တိုင်ထလောင်းငရဲကြီးတဲ့အတိုင်းပဲကလေးခိုင်းတော့ဟဲ့ကောင်မလေးဟဲ့ကောင်လေးဒီတိုင်းခိုင်းကျုပ်လေးဟောမန္တလေးရောက်ခါစားကတရားနာပြိဿသပိတ်ကြီးပိုက်ပြီးတော့ဆွန်းခံထွက်သပိတ်ကြီးပိုက်ပြီးတော့ဆွန်းခံထွက်တဲ့အချိန်မှာဆွန်းစလုံးကြီးအငွေ1000တောင်းနဲ့တတ်ထားတဲ့တရားနာပြိဿလူမမြင်ရင်တော့မရက်ပါဘူးလူမြင်တော့ကျွတ်တို့တောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ရောင်တုံးကြီးနဲ့ထိုင်နေဆေးဘောလေးကြီးလက်ကြားညှက်လို့လက်ဖက်ရည်ချမ်းမကန်တော့ကျုပ်ကဝင်ရရောပရိသတ်ရေဆွန်းစလုံးကြီးမြင်လို့ဝင်ရတော့တကယ်ဆိုကိုယ်တိုင်ထလောင်းလိုက်ပါလားမလောင်းဘူးဗျပြင်းပုံပြောနေဟေးဒေါ်ကြီးကိုတော်လေးဆွန်းရနေတဲ့ဆွန်းထွက်လောင်းပါတဲ့မဏိနေဘူးလှပြီမဲဘုန်းကြီးလူတွေနဲ့တူတယ်ဗျမဏိဆိုတာအုတ်ခေါင်းပြောတယ်ဟေးဒေါ်ကြီးဆွန်းထွက်လောင်းပါကိုတော်လေးမဏိနေဘူးလှပြီအိမ်ထဲကတခွန်းနဲ့မကြဘူးနှစ်ခွန်းပြောတော့နဲ့တော့ဆွန်းလောင်းတာငရဲကြီးတာကြလို့ကျုပ်ချက်တုံးပြုတ်တုံးမအားလက်လို့ကိုယ်တိုင်ထွက်လောင်းလိုက်ပြီးရောအဲ့ဒါလို့မအားသေးဘူးဆိုတော့လေအဖိုးကြီးမနေတာတော့ဆွန်းစလုံးကြီးကိုင်းပြီးတော့ဆွန်းထွက်လောင်းလာဆွန်းထွက်လောင်းတော့လေရိုးရိုးမဟုတ်ဘူးဗျတရားနာပြိဿမြေကြီးနဲ့ဘောက်ဘက်နဲ့တယောက်တည်းရံဖြစ်ထွက်လာမြေကြီးနဲ့ရံဖြစ်တာ
ဖြစ်ရောပေါ်ပြဆွန်းထလောင်းရကလေးကလည်းဖရိသောပကံတဝဲတစ်ပြက်လေးနဲ့ဆေးဘောလိတ်အရှူပြက်တာကိုအရှူပြက်တော့တရားနာပြည်သားကျုပ်ချီရောက်လာပြန်တော့လေမန္တလေးမြို့ဆိုတာတန်ဃာစိတ်အောင်လောင်းရတန်ဃာစိတ်အောင်တစွန်းစီလောင်းရတာ तू ကမဟုတ်ဘူးဗျို့ကျုပ်သောဝိတ်ထဲဇွန်းကြီးနဲ့ဆွန်းနေအကုန်ရက်ချကျုပ်ကတော့သရတရားရှိတာမရှိတာအပထားလို့အကုန်ရက်ချကြတဲ့ကကျုပ်တော့ပြုံးနေဒီထဲအိမ်ထဲကဒကမာကြီးကလှမ်းပြောတယ်ကျုပ်လည်းအာနာတယ်နဲ့တူပါရဲ့ဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသနော်ကြားဘူးဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသနော်ဒီတော့လူပြင်းတွေရဲ့စကားဗျဒကာကြီးတွေမှတ်ချင်းမှတ်သွားပေါ့ဟာဆွန်းလောင်းတာပဲဖောက်တဲ့ထားလောက်မနေနိုင်တာဘူးကုံသွားပြီးရောပေါ့ကဲအကုန်ရက်ချဒီတော့ကျုပ်စိတ်ထဲသထာရမသထာရတော့မသိဘူးဒီအဖိုးကြီးလောင်မြန်3ယောက်လောက်တွေ့ရင်ငါသပိတ်ရှမ်းနေဒါကျုပ်တွေ့ကိန်းစေတနာရှိမရှိတော့ထဲမတွေ့ဘူးလေကိုဝဖို့အရေးကြီးတာကိုဒါကြောင့်တကားတွေကလည်းလက်ဖက်ရည်တော့ပြည့်ဆေးလိပ်တော့ပြည့်အလုတ်ပြည့်မှဆိုလို့ဆွန်းထွက်လောင်းမှာကိုဆွန်းထွက်လောင်းရမှာကိုအင်မတန်ပြင်းကြီးကြပါစီတကားတို့နောက်ကောက်ကြမှာဗျကြကြကယူဆိုင်ကြကြကြကယူဆိုင်ကြနတ်ပြည်နတ်သားတယောက်နတ်သမီး1000နဲ့နော်ကဲဒီတော့တရားနာပိဿရေဟိုတကားတွေကြီးလှဲ့ပြောနေတော့ဒကမာကြီးတွေကသူတို့ကိုမပါဘူးရှိနေရောကဲဒကမာကြီးတွေပြင်းတာပြောရအောင်ကျွတ်တော့ဒကမာကြီးတွေကတော့ဖယားလက်ထက်ကစပြင်းတာကြီးဒကမာကြီးတွေဘယ်တော့ကစပြင်းတာတော့ဖယားလက်ထက်ကဟောဖယားလက်ထက်ကကျွတ်တော့ပုံနာလင်မရရှိပုံနာလင်မယားကကျွတ်တော့ပုံနာကြီးကဥပေးခြင်းလို့ဒီလိုခေါ်တယ်ပြီးတော့ပုံနာကြီးကဘယ်သူတဲ့တော့ဥပေးခြင်းပုံထဲမှာကြီးကဒေါ်ပြင်းတဲ့ပရိသတ်ကြီးပြီးတော့ဒီပုံထဲမှာကြီးကဘယ်သူတော့ကဲဥပေးခြင်းဆိုတဲ့ပုံနာကြီးနဲ့ခုနှစ်ကဒေါ်ပြင်းဆိုတဲ့ပုံထဲမှာကြီးထမင်းစားကြပုံနာကြီးကလမ်းဘက်ကြောပေးစားအိမ်ဘက်မျက်နှာပြုပုံထဲမှာကြီးကအိမ်ဘက်ကြောပေးပြီးတော့လမ်းဘက်မျက်နှာပြုစားသည်ပရိသတ်ကြီးလမ်းကတစုံတယောက်လာရင်ဘသူကမြင်ရပါမလို့လမ်းဘက်လှဲ့တာဘသူပါလိမ့်ပုံထဲမှာကြီးဒီတော့လမ်းကတစုံတယောက်လာရင်ဘသူမြင်ရပုံထဲမှာကြီးမြင်ရမှာပေါ့အဲ့ဒီလိုထမင်းစားနေတဲ့အခိုက်အတန့်မှာကျွတ်တို့ရဲ့3လောက်ကထော်ထားဂေါရမမြတ်စွာဘုရားကသပိတ်ကြီးပိုက်ပြီးဆုံးခံကြွလာပြီဗျဆုံးခံကြွလာတော့ထမင်းစားနေတဲ့ပုံနာလင်မယားရင်အပမှာဝင်ပြီးတော့ဆွမ်းရပုံနာကြီးကဘယ်မြင်လိမ့်ပုံထဲမှာကြီးကဘုရားကိုမြင်တယ်မြင်တော့ပုံထဲမှာကြီးကဆွန်းထလောင်းမလားအောင်မေးမလောင်းဘူးအော်ဆွန်းထလောင်းလိုက်ရင်တော့နောက်ထပ်ထမင်းချက်ရမှာပြင်းတာဖယားလက်ထက်ကစပြင်းတာဒကမာကြီးတွေကဆွန်းနေထလောင်းလိုက်ရင်ထမင်းမလောက်ရင်ထချက်ရမှာပြင်းစရာကြီးအလေသို့တော်လဲပြင်းစရာကြီးမို့ငါမလောင်းကျင်လို့နေတော်လဲပဲတော်တော်ကြာရင်တော့ကြွကောင်းပါရဲ့ဆိုပြီးတရားနာပြည်သားမျက်ခွန်လေးပြန်ဖုံးထားဖယားကလည်းမကြွဘူးတော့ကြဖယားကြွလောက်ပြီးထင်လို့မျက်ခွန်လေးလှန်ကြည့်လိုက်မကြွတော်ဇွဲကောင်းတဲ့ကူတော်ကြီးတော်ကြမျက်ခွန်လေးလှန်ကြည့်လိုက်ဖယားကမကြွခက်တော့တာပဲအတိတ်စထဗန္ဒီကတော့စွန်းမှာဖယားလို့ငါပါဇက်ကဆိုလိုက်ရင်လဲပုံနာကြီးသိလို့ပုံနာကြီးကအပေးဝါဒနာပါလို့အရက်ထဲကဥပေးခြင်းတောင်ခေါ်ကြတာသူထလှူတော့မှာပဲသူလှူလိုက်ပြန်တော့လဲထမင်းမလောက်ထချက်ရမှာများပြင်းစရာကြီးကဲမဖြစ်ပါဘူးလေပုံနာကြီးလည်းမသိရအောင်ငါတော့ကာယဝိညာဉ်နဲ့သိစေရမှာပဲဆိုပြီးဖယားကိုအတိတ်စထဗန္ဒီတပည့်တော်တို့အိမ်မှကြော်ပြီးတော့တော်ရအိမ်တို့ဆွန့်ရတော်မူပါဖယားကတော့စွန်းမှာဖယားလို့ဗဇက်ကမလျှောက်ဖဲနဲ့ပုံနှင်းပါကြီးကခန္ဓာကိုယ်နဲ့သိအောင်ဆိုပြီးတော့ဖယားမျက်စပ်ပြပြတကိုဗျပြည်သားပုံနှင်းပါကြီးဖယားပဲလို့လုပ်ပြလိုက်ဖယားမို့သာပေါ့ခုခေတ်ဆိုဒုက္ခဖြစ်ပေဘူးလားကြီးစံတရားနာပြည်သားမျက်စပ်ပြပြ
မျက်စပ်ပြည့်ပြတော့ဖယားကိုတော်မြတ်ကိုရှင်းရှင်းကတော့သွားတဲ့အသွားခိုင်းဖယားကိုတော်မြတ်ကလည်းပုံနှင်းမကြီးငါ့ကိုကာယဝိညာဉ်နဲ့သိစေတယ်ငါဖယားကလည်းကာယဝိညာဉ်နဲ့သိစေမဟဲ့လို့ဟောတရားနာပိဋကဖယားကိုတော်မြတ်ကရွှေအလုတ်ကမထုတ်ဖဲနဲ့ခေါင်းရမ်းပြလိုက်တယ်သွားဘူးပုံနှင်းမကြီးကွာကြသွားဟောတော်ဘယ်နဲ့ဟာကြီးပါလဲမလီသွားတော့လို့ခန္ဓာကိုယ်နဲ့သိစီသူကမသွားဘူးတဲ့ကောင်းရမ်းပြဒီတော့ပုံနှင်းမကြီးဇွဲကောင်းလှကြီးလားဆိုပြီးရည်တာပေါ့ပိဋကပုံနှင်းမကြီးရည်တော့ပိဋကရေပုံနာကြီးမလုံဘူးဗျို့မလုံဘူးဆိုတာစိတ်ပြောတာမလုံဘူးပိဋကရေစားရင်တောက်ရင်ပုံနှင်းမကြီးရည်တယ်တန်တော့ငါထိုင်တာဟန်မကြလို့လားပြင်းထိုင်ရည်တော့မယ်ဒီလိုလည်းမဟုတ်ဘူးခဲ့ဘာပါလဲအော်ငါပါဇက်မြန်ထမင်းလုံးတွေကတ်နေလို့လားလက်လေးနဲ့တရက်ပြီးတော့ပြန်စားရည်တော့မယ်ပြိဿဟောဘာပါလဲအခုတည်းထိရည်တော့မှာလားပုံနှင်းမကြီးမျက်နှာသေးသေးချာချာကြည့်ပြီးဘာများပါလိမ့်မတုံးလို့စဉ်းစားတော့ပုံနှင်းမကြီးကသူ့ကြည့်တာမှမဟုတ်ဖဲနဲ့တရားနာပိဋကသူ့ခေါင်းပေါ်ကျွတ်တို့ကြော်ပြီးတော့3-4တောင်လောက်ကြော်ကြည့်နေတာတွေ့ရအဲ့ဒီတော့မှပုံနာကြီးစဉ်းစားတယ်တန်းငါနောက်တယောက်ရောက်နေပြီထင်တယ်တယောက်ရောက်နေတယ်ထင်တယ်ဆိုပြီးတော့နောက်လေလှဲ့ကြည့်လိုက်ရောဟောဘွားကနေဆိုဖယားရွှေမျက်နှာတော်ကြီးနဲ့တွေ့ဟာမိုက်လိုက်တဲ့ပုံလေးမကြီးတကယ်ဆိုဖယားကြွလာတာငါအတိမပေးပဲနဲ့ဗျာဝင်းတွင်ယူပမာဏရည်လိုက်တာငါများရည်လေသလားအောက်မိတ်ဖယားသူရည်စရာအောက်မိတ်နေထင်ပါရဲ့မှတ်လားပါဗျာမြတ်စွာဘုရားသိခံတော်မူပါဗျာဖယားတပည့်တော်မမြင်မိလို့ပါဗျာတပည့်တော်ပုံနှင်းမကြီးဆွမ်းလောက်ရမှာအလွန်ပြင်းတဲ့နာမည်နဲ့လိုက်တဲ့မဲပြင်းမို့ပါဗျာအရှင်ဗျာတပည့်တော်တို့ဆုံးလောင်းခြင်းတော့လည်းပဲအခုစားနေတဲ့ထမင်းနေစားဆဲဖြစ်လို့အရှင်ဖယားအလှခံတော်မူပါသလားဖယားရှောက်ရောပြုအလှခံတော်မူပါသလားလို့ရှောက်တော့ဖယားကိုယ်တော်မြတ်ကအမိန့်ရှိဟဲ့ပုံနာတဲ့ငါတို့မုနိမြည်မှန်ယဟန်ဆိုတာစာဦးကိုလည်းအလှခံတဲ့ပုံနာကြီးစားဆဲကိုလည်းအလှခံတဲ့ပုံနာစားကျွင်းကိုလည်းအလှခံတဲ့ပုံနာတဲ့ဗျဘုရားဟောတာလေးမှတ်ထားကြပါတရားနာပိဋကကြီးမန္တလေးမြို့သူမြို့သားတွေမှတ်သွားကြပြုစားဥတဲ့ဗျစားဆဲတဲ့ဗျစားကျွင်းတဲ့အဲ့ဒီ3ခုစလုံးအလှခံတဲ့ပြုကိုင်းကျွတ်တို့စားဥလေးကစပြောကြစို့စားဥဆိုတာကမိမိတို့မစားခင်ဥဥဖြားဖြားထမင်းအိုးပေါင်းကလေးခုခတ်ပြီးတော့လှူတာကိုစားဥလို့ခေါ်တယ်ဗျာတချို့များကြတော့လူကြီးမိဘတွေကဆုံးမကြဟဲ့တန်ဃာတော်ဆုံးမလောင်းရသေးဘူးနော်လူကြီးမိဘတွေမစားရသေးဘူးနော်ခရီးသွားစရာရှိရင်ဟဲ့ဥချန်စားကြဟောဥဖြားဖြားလေးခြံပြီးတော့ကိုစားသွားလို့ရှိရင်ရတယ်ဒါကြောင့်ဥချန်စားကြလူကြီးတွေကဒီလိုပြောကြအခုတော့ဥချန်စားကြမဟုတ်ဘူးတရားနာပိဋကစကားကရွေ့ပြီးတော့ဥချစားကြဖြစ်ပိဋကကြီးခုစကားကဘယ်လိုဖြစ်နေတော့ဥချစားကြဆိုတဲ့အတိုင်းခုခေတ်လူတွေကလည်းဥဖြားဖြားကြီးအကုန်ချကြိတ်ကြတော့တာပဲစကားကလွဲကုန်တာကိုမှတ်ကြနော်ဥချန်စားကြစားဥစားပြားကိုလှူတာစားဥကိုလှူတယ်လို့ခေါ်သည်ကဲတရားနာပိဋကစားစဲနည်းနည်းပြောကြစို့စားဆဲဆိုတာထမင်းပကံများတဲ့မှာထမင်းနေဟင်းနေဘလဝေကလေးလိုနယ်ပြီးတော့စားနေတဲ့အခိုက်အတန့်တန်ဃာတစ်ပါးကြွလာလို့အဲ့ဓာတွေကိုမသက်မပြတ်နှိုက်လှူတဲ့စားဆဲကိုပြောတာမဟုတ်စားဆဲဘုန်းကြီးပြောမယ်နားထောင်ကြည့်စားဆဲဆိုတာလေထမင်းစားကြတဲ့ကိုကလှူမဲ့စေတနာကရှေ့ပြေးထားပြီးသားငါထမင်းစားနေတဲ့စားစဉ်အချိန်ကာလမှာအလှကံပုဂ္ဂိုလ်ရောက်လာရင်လှူမဲ့ဆိုတဲ့ရည်ရွယ်ချက်ရှိပြီးသား
ဒါကြောင့်ထမင်းစားတဲ့အချိန်ခါမှာတရားနာပိဿဟောပကံများတဲ့ကိုလေထမင်းတွေအကုန်လုံးဟင်းစားဟင်းနာဖြစ်အောင်မစားဘူးထမင်းလေးတစ်ပိုင်းကိုပကံများဟိုဘက်မှာတတ်တတ်ပုံပြီးတော့ကိုယ့်ဘက်ကတစ်ပိုင်းကိုသာလျှင်စားတယ်ပိဿဟိုဘက်တစ်ပိုင်းကိုဟင်းစားမလူရဘူးတဲ့အကယ်၍အလှကံပုဂ္ဂိုလ်ရောက်လာလို့ရှိရင်ငါစားစေရောက်လာရင်လှူမယ်ဆိုတဲ့စေရနာနဲ့အဲ့ဒါလိုစားနေတဲ့အခိုက်အတန့်ကိုစားတဲ့ပကံများတွေကဟိုပဲအစွန်းကတန်တန်ပြန်ပြန်ထားတဲ့ထမင်းကိုပိုင်းထားတဲ့ထမင်းကိုလှူနိုင်တယ်အဲ့ဒါစားစေလှူတယ်လို့ခေါ်တယ်ပြိဿမှတ်သွားကြနော်လှူကောင်းပုံတွေလှူကောင်းပုံတွေကလေးလိုနေထားတဲ့ထမင်းစားဟင်းစားတွေနဲ့ရောထားတာတွေကိုလှူတာပြောတာမဟုတ်ဘူးဗျစားစေကဒီလောက်ဆိုသဘောပေါက်ပေးတာကြီးသဘောပေါက်ဗလားကဲစားကျွင်းပြောကြအောင်စို့စားကျွင်းဆိုတော့မိမိတို့စားလို့မကုံလို့ပကံများတွေကဟိုတဆုပ်တီတဆုပ်လန့်ပက်တဲ့ထမင်းစားများကိုလှူတာကိုစားကျွင်းလှူတယ်လို့ပြောတယ်မဟုတ်ဘူးနော်မဟုတ်ဘူးပြိဿသတိထားကြစားကျွင်းဆိုတာဘယ်လိုဟာပြောတာပါလဲစားကျွင်းဆိုတာလေထမင်းစားကြတဲ့ကိုကငါတို့တအိမ်သားလုံးထမင်းစားပြီးတောင်မှတန်ဃာတော်ဘာဆွန်းချိန်မိကြွလာရင်ဆွန်းကတ်နိုင်အောင်ဆိုပြီးတော့ဒီမဲ့ထမင်းအိုးတဲ့ခူးတဲ့ရောင်းမနဲ့ဟင်းအိုးတဲ့မကော်ဘူးတဲ့ပိဿဟင်းအိုးတဲ့ကော်တဲ့ဇွန်းနဲ့ထမင်းမခူးဘူးတဲ့ပိဿကြီးငါတို့တအိမ်သားလုံးစားပြီးတောင်မှတန်တန်ပြတ်ပြတ်ကျွင်းကြမ်းနေတာကိုတန်ဃာတော်ဘာကြွလာရင်ဆွန်းကတ်နိုင်အောင်ဆိုတဲ့စေရနာရှိပြေးနဲ့တမင်တက်တက်တန်တန်ရှင်းရှင်းချွင်းချမ်းစေတဲ့ဆွမ်းကိုလှူတာကစားကျွင်းကိုလှူတယ်လို့ခေါ်သည်မှတ်ကြဗျစားကျွင်းလဲအလှခံတဲ့ဆိုပြီးကိုမကုံလို့ပကံများတဲ့တလုံးနှလုံးနေထားတာဒီဟိုဘက်မဲ့ဒီဘက်မဲ့ဟာကိုလှူတာမျိုးမဟုတ်ဘူးဗျတချို့ကလည်းဘယုတ်ဒုက္ခပြောတတ်တယ်မကောင်းကြောင်းဖို့တဲ့မလုပ်ပါနဲ့ဗျဘုန်းကြီးတွေဆိုတာကောင်းကောင်းစားနေကြခင်ဗျားတို့သိကြသားနဲ့ဒါကြောင့်ပိဿကြီးစားဦးရဲ့စားစဲရဲ့စားကျွင်းရဲ့သိပလားပိဿကြီးပိဿကြီးသဘောပေါက်ပလားဖြေကြစမ်းပါပိဿကြီးသဘောပေါက်ပလားဒီလောက်ဆိုတော်သေးခင်ဗျားတို့နေနိုင်တာအဲ့ဒီလိုဘုရားကိုတော်မြတ်လည်းမိတ်လိုက်ပါလေရောမှန်လားပါဗျာဘုရားတပည့်တော်သည်စားစဲဖြစ်တဲ့ထမင်းတွေကိုဆောင်းအဖြစ်လှူဒန်းမရစေပါဗျာလို့တန်တန်ပြတ်မြန်ပိုင်းထားတာကိုပုံနာကြီးကအကုန်ထား၍လှူလေတော့သည်ပိဿလှူပြီးတော့ဘုရားကိုကြော့ပိဿရေလှူပြီးတော့ဘုရားပုံနာကြီးကြော့မှတော့ပုံနေမကြီးလည်းမနေနိုင်ဘူးရှစ်ခိုးသည်ဗျကျုပ်လေတရားနာပိဿအဲ့ဒီဇတ်ထုတ်ကိုကျုပ်စာမေးပွဲဖြေတုံးကဘာသာပြန်ဖြေရတကောဗျစာမေးပွဲဖြေတုံးကအဲ့ဒီစာတွေ့လိုက်တော့ကျုပ်စိတ်ထဲအောင်းမေ့မိပုံနေမကြီးပြင်းလိုက်တာဖယားမှုသာပေါ့ကျုပ်စိတ်ထဲပြင်းလိုက်တာဖယားမှုသာပေါ့ရှစ်ခိုးနေတဲ့အချိန်ခါမှာနှစ်ဖူးနဲ့ခြီတောင်းနဲ့ကလည်းကတ်နေတလောက်ပြင်းတဲ့ပုံနေမကြီးငါတို့လိုဦးစင်းလေးတွေဆိုရင်ရောင်ကလေးတော့ခတ်လိုက်ချင်တယ်လို့ငယ်ငယ်တုန်းကမှအခုမရှိပါဘူးအဲ့ဒီစိတ်ပြင်းလွန်းလို့ဒါကြောင့်တရားနာပိဿကြီးအဲ့ဒါလို့လှူဒန်းတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကဆွမ်းကြိုး၅ပါးကိုဟောတော်မူပါသည်ပိဿကြီးဆွမ်းကြိုးပဲ2ပါးရှိကဲဆိုကြည်စားနောက်ကကျဲကျဲလွင်လွင်လေးအာယုန်ဒေတိဝန္နံဒေတိဒုက္ခံဒေတိဗလံဒေတိပฏิဘာနံဒေတိတန်ဃာတော်တွေကိုဆွန်းလူရင်ဘယ်လိုလှူခြင်းများဖြစ်တယ်လဲဆိုရင်တခါတို့ခုခေမာဇလ621ရပ်ကွက်ကပရဟိတအသင်းကြီးမှာဝါတွင်အဖိတ်နေတိုင်းအခု8ကြိမ်မြောက်8နှစ်မြောက်လှူဒန်းရတဲ့ဆွမ်းတကဆွမ်းမတွေနော်ဘာတွေကိုလှူရရောက်တယ်လဲဒီဆွမ်းလှူရင်5မျိုးသောဒါနကိုပြုရရောက်ဘယ်လိုရောက်တယ်လဲအသက်ရှည်တယ်တန်ဃာတော်တွေဒီဆွမ်းဖုံးပေးလိုက်ရတော့ပိဿကြီးခုဒီပရဟိတအသင်းကတန်ဃာတော်အရှင်မြတ်များကိုလှူလိုက်တဲ့ဆွမ်းကိုဖုံးပေးလိုက်ရသဖြင့်တန်ဃာတော်တွေမှာအသက်မရှည်ဘူးလားပိဿသဗ္ဗေတ္တဟာရထိတိကဆိုတော့ဆွမ်းမစားရရင်9ရက်နေရင်ကိုတော်တွေဘာဖြစ်မှာတော့
ပြန်တော်မူမှာပေါ့ကွာသေးကုန်မှာပေါ့ဟာအခုဒီဆွမ်းစားရသဖြင့်တန်ဃာတော်တွေမသေးဘဲနဲ့အသက်ရှည်တယ်ဒါကြောင့်အသက်လူရာရောက်တဲ့ဗျတကားတို့ဆွမ်းတကားဆွမ်းမတွေနောက်အရှင်းလှခြင်းမထတော့နောက်တစ်ခုကအရှင်းလှခြင်းဟဲ့ဗဇတ်မပေးရင်မလုံးနဲ့ခေါ်သွားဒီတိုင်းလေမလုပ်ပါနဲ့ကွယ်ဗဇတ်တို့ဘာတို့ပေးရောက်ဟာငိုမှာပဲငိုပေးစီကိစ္စမရှိဘူးဘေးရလည်းမျက်စောင်းထိုးနဲ့ကိုငယ်ငယ်တုန်းကလည်းငိုတာပဲဟုတ်သားပဲကိုလည်းငရကကြီးတာငိုမှာပဲကျုပ်တရားပွဲကစုံတဲ့ကလေးရောယောက်ျားရောမိန်းမရောသားသက်မအေးရောစုံအောင်နာတာနာပေါ့ဗျငိုတော့ရထားတာပေါ့တိတ်တော့ဆက်ဟောတာပေါ့ရပါတယ်ဒီထက်တချို့မိန်းမတွေကဆင်ခြင်မြင်းကြီးကကန်းတာအလွန်ပဲတရားတော့နာကြမှာရဲ့တဲ့ကလေးငယ်လို့ကလေးငယ်လို့များမနာရဘူးဆိုရင်ခင်ဗျားတို့မိန်းမတွေသေအထိတရားနာရမှာမဟုတ်ဟုတ်သားပဲအရင်တယောက်မှမကြည့်သေးပဲနဲ့နောက်တယောက်ကဘယ်လိုလုပ်လို့ငဲငယ်လိုက်လာမှာသေတော့နာရမှာမဟုတ်ဘူးဘာဖြစ်တော့ဗျငိုတော့ရထားတာပေါ့တိတ်တော့ဆက်ဟောတာပေါ့ကဲဆက်ကြပါစို့ဗျကြားနေရောအဆင်းလူရရောက်တဲ့ဗျပရိသတ်ကြီးကိုဆွမ်းမဖုံးပေးရတဲ့ကိုတော်နဲ့ဆွမ်းဖုံးပေးရတဲ့ကိုတော်နဲ့ဘယ်ကိုတော်ကလှအေးမင်းတို့သိပါတယ်ကွာဆွမ်းစားရမှလှတာပေါ့ကွဆွမ်းမစားရပိန်ချုံပြီးတော့အယိုးပေါ်အရေးတင်အကျော်တွေပြိုင်ပြိုင်ထလို့ဘယ်လှမတော့ကွဒါကြောင့်တန်ဃာတော်ဆွမ်းလှူရတာဟာအဆင်းလှအောင်လှူရလဲရောက်တဲ့တကားတို့ဆွမ်းတကားဆွမ်းအမတွေမှတ်ထားကြနောက်ပြီးတော့ချမ်းသာကြီးခြင်းတဲ့တန်ဃာတော်တွေဆွမ်းလှူရတယ်ဆိုတာစိတ်လဲချမ်းသာတယ်ကိုယ်လဲချမ်းသာစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင်ချမ်းသာတရားတွေကိုပေးစွန့်လှူဒန်းရလဲရောက်တယ်နောက်ပြီးတော့တခါခွန်အားကြီးခြင်းပရိသတ်ကြီးကိုဆွမ်းဖုံးပေးတဲ့ကိုတော်နဲ့ဆွမ်းမဖုံးပေးတဲ့ကိုတော်ဘယ်ကိုတော်ကခွန်အားကောင်းလို့အေးဆွမ်းစားရမှခွန်အားဗလားပြည့်ဒါတော့ခွန်အားလှူရလဲရောက်တဲ့ဗျနောက်တစ်ခုကတရားနာပရိသတ်ကြီးတန်ဃာတော်အရှင်မြတ်များဒီဆန်းကိုခမည်းတော်လှူတဲ့ဆန်းကိုမဖုံးပေးရရင်ဖယားရဲ့အဆုံးအမသာသနာလို့ခေါ်တဲ့စာပေပရိယတ်ဒီကိုသင်အလက်ကျက်နိုင်မှာမလားပရိသတ်ဘယ်သင်အလက်ကျက်နိုင်လိမ့်ခမည်းတော်ဆန်းကိုဖုံးပေးရသဖြင့်ဒီစာပေကျမ်းဂန်နဲ့သင်အလက်ကျက်နိုင်ခြင်းကြောင့်ပညာဉာဏ်နဲ့တိုးပွားလာအောင်လှူရခြင်းကြောင့်ပညာလှူရလဲရောက်တဲ့ဗျဒါကြောင့်တရားနာပရိသတ်ခမည်းတော်မန္တလေးမြို့ကနေပြီးတော့ဆွမ်းဒါနာကြီးပြုကြတဲ့ပုဂ္ဂိုလ်တွေတန်ဃာတော်အသက်ရှည်အောင်ဆွမ်းလှူရခြင်းကြောင့်အသက်ရှည်တဲ့အကျိုးတရားတွေခမည်းတော်ခံစားရမယ်တန်ဃာတော်တွေအဆင်းလှအောင်လှူလိုက်တဲ့ဆွမ်းဒါနာကြောင့်ခမည်းတော်အဆင်းလှတဲ့အကျိုးတွေခံစားရမယ်တန်ဃာတော်တွေစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင်ဆွမ်းလှူဒန်းရခြင်းကြောင့်ခမည်းတော်စိတ်ချမ်းသာကိုယ်ချမ်းသာဒါတွေကိုခံစားရမယ်အတန်ဃာတော်တွေခွန်အားကြီးအောင်လှူရခြင်းကြောင့်ခင်ဗျားတို့ခွန်အားဗလာကြီးတဲ့အကျိုးတရားတွေခံစားရတန်ဃာတော်တွေဉာဏ်ပညာအတွက်ထွန်းကားအောင်လှူရခြင်းကြောင့်ခင်ဗျားတို့တွေဖြစ်လေရဘဝဉာဏ်ပညာကောင်းနိုင်တဲ့ပိဋကဒါကြောင့်ပိဋကကြီးဆိုကြည်စမ်းပါအသက်ရှည်ခြင်းအဆင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းမှတ်မိဗလားကဲမမီးရင်ပြောကြည့်စမ်းဟိဖြည်းဖြည်းလေးဟောကြားတဲ့တစ်ခုချောင်ထွက်သွားချမ်းသာကြီးခြင်းတစ်ခုရော့နေရဲ့အလေးနောက်တဲ့သွားမှာပါနော်တစ်ခုရော့သွားတယ်နော်ကဲပြေးသားကြီးဘုန်းကြီးနဲ့ပြိုင်သူဆိုကြည့်စမ်းပါအသက်ရှည်ခြင်းအဆင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းဒါခင်ဗျားတို့မန္တလေးမြို့မို့ရိုးရိုးဟောနေတာမြင်းကြံတော့ကတော့ရိုးရိုးဟောမရလို့ကျုပ်ရေးခဲ့ရဗျာစီးကြိုက်ဝါကြိုက်စီးကြိုက်ဝါကြိုက်ဆိုတဲ့ကရှင်းရှင်းပြောရရင်သချင်းမြတန်ဃာတော်9000အတွက်ကျုပ်ဆွမ်းလူခံပေးခဲ့ရဆန္ဒမုတ်ဇေရီကြီးကျွတ်တို့တန်ဃာ9000နဲ့ထီးတင်တော့ကလေ73သိန်းလောက်ကုန်မဲ့ဘုရားကြီး
အဲ့ဒါတန်ခါ9000ကိုတဘာကိုကျွတ်တူမနဲ့ဆုံး3ကြညနေဆုံး3ကြမနဲ့ဆိုတာနဲ့ညနဲ့ရောသွားမနဲ့ဆုံး3ကြနေဆုံး3ကြတဘာကို6ကြတန်ခါတဘာကိုတရားနာပိဋက6ကြဆိုတော့တန်ခါ9000အတွက်ငွေတွေခမည်းတော်သာတွက်ကြည့်တော့ကျုပ်တော့မတွက်တတ်ဘူးအဲ့ဒါတွေကျုပ်အလှခံပေးကြရရိုးရိုးကလှခံလို့မရဘူးပိဋကဇတ်တွေကလည်းဝင်းဘိုးတို့မြို့တော်သိမ်းအောင်တို့ရွှေနန်းတင်းတို့ဗန္ဓရာမြဝင်းတို့ကနဲ့စိန်တို့ရုပ်ရှင်မင်းသားမင်းသမီးတွေတို့အဲ့ဒီကဲ့သို့စုံစုံလင်းလင်းပွဲကြီးမှာကျုပ်16ညတိုင်တိုင်ဟော16ညဟောတဲ့တရားပွဲကြီးမှာတရားနာပိဋကကျုပ်ရိုးရိုးဟောမရလို့ရေးကြရတယ်ဗျရေးကြရတယ်ဆိုတော့ခင်ဗျားတို့နည်းနည်းတော့ပြောပြရအောင်ကိုင်းပိဋကနောက်ကလိုက်ဆိုးကြည့်စမ်းပိဋကဆိုးမလားပိဋကကလေးတွေတော့ကျုပ်ယုံတယ်ဆိုမှပါတဲ့ကလေးတွေတော့ယုံတယ်လူကြီးတွေကဆိုမလားပြုဟောဗျာဒါကြောင့်ကလေးတွေယုံပါတယ်ဆိုမှပေးတာကြီးဆိုမလားမလူကြီးတွေပါလားကဲဆိုစမ်းနောက်ကညောင်ကြီးလုံးမနေနဲ့နော်ရှင်းရှင်းပြောရရင်သချင်းရိုးရိုးဟောမရလို့သပင်တွေကြားတဲ့မှုကဲဆိုစမ်းပါသက်ရှိဆင်းလာချမ်းသာကြဖို့အမှန်တကယ်ဘယ်ဆိုတော့ငါတဲ့တောင်တန်ကောင်းလို့မွေးကလေးနဲ့ဟိတကယ်မွေးကလေးနဲ့နော်ကိုက်ပါတဲ့ဆိုတိုင်းသက်ရှိဆင်းလာချမ်းသာကြဖို့အမှန်တကယ်ခွန်အားနဲ့ပညာကျွယ်အလုံးမြတ်တဲ့အလှပါကွယ်အလွန်မြတ်တဲ့အလှပါကွယ်ခွန်အားနဲ့ပညာကျွယ်မြတ်ဖယားဒေသနာသေချာမဆန်းအင်းကိုထိုးကြောင့်ပြခဲ့တယ်ဟာအင်္ဂုတ်တွေဘာဖြစ်ကုန်အဲ့ဒါဘာညာဆိုသားမှာဒီနေရာစီးမပြေဘူးမအောင်မင်းနဲ့နော်အတော်ပါတယ်ဗျဟုတ်တယ်ပြိဿစီးမပြေဘူးအောင်မင်းမှာဆိုလို့ဒီနေရာအတော်ပါတယ်ဒါဆိုခင်ဗျားတို့လူထဲမတော်ပါနဲ့အိမ်ကြမှာတော်အသာမှားခွာကြတယ်ကဲကျုံနဲ့တော်ပြမနားထောင်ကြည့်လိုက်ဆိုနဲ့ဟိခွန်အားနဲ့ပညာကျွယ်အလုံးမြတ်တဲ့အလှပါကွယ်အလုံးမြတ်တဲ့အလှပါကွယ်ခွန်အားနဲ့ပညာကျွယ်မြတ်ဖယားဒေသနာသေချာမဆန်းအင်းကိုထိုးကြောင့်ပြခဲ့တဲ့တနဲ့ဒူနဲ့တဲ့မဟာမကြရကွာသင်္ကန်းဝတ်ကြီးနဲ့ကြက်လားဒါပဲတမင်းတွေကြားတယ်ဆိုတော့ပြောပြတာပေါ့လေကဲပြေကကြီးဆိုသားမှာခွန်အားနဲ့ပညာကျွယ်အလုံးမြတ်တဲ့အလှပါကွယ်အလွန်မြတ်တဲ့အလှပါကွယ်ခွန်အားနဲ့ပညာကျွယ်မြတ်ဖယားဒေသနာသေချာမဆန်းအင်းကိုထိုးကြောင့်ပြခဲ့တယ်ငါပြသောအကျိုးတရားကိုမမှားရသောအကုအကမို့အနလန်းသွားဖို့စောင်းနှံမိပါတယ်လေပြင်းတော့ကွာမင်းတို့အတန်ကြားရလူကြီးတွေလည်းမြုံစီစီနဲ့မမြုံမနဲ့ဗျာဒီနေရာမမြုံကောင်းပါဘူးဒီပြည့်နေရာတော့ခမရတို့သဘောအတိုင်းပေါ့ဖြေကြပါမှပေါ့ဆိုကြပါမှပေါ့ကဲဒီတော့တရားနာပြေးစားအဲ့ဒီနေရာလဲအတော်ပါတယ်နော်ဟေးအတော်ပါတယ်ဆိုပေမဲ့လို့ခုနှစ်ကလို့တက်တန်နဲ့မတော်ရဘူးဟဲ့တက်တန်နဲ့မတော်ရဘူးဟဲ့ဘယ်တန်နဲ့အတန်ဆိုတာဘယ်ညာရှိခင်ဗျားတို့လမ်းသွားတာလို့ပေါ့ဗျခင်ဗျားတို့လမ်းသွားတာခြေတောက်နှစ်ချောင်းရှိတယ်ဘယ်တစ်ချောင်းနဲ့သွားလိမ့်နှစ်ချောင်းသွားကြတယ်ဘယ်ညာပြေးသားကြီးတစ်ချောင်းနဲ့မြန်သွားရဲ့လားသွားပါဘူးဂျိုင်းတောက်နဲ့သွားတာထဲမပြောနဲ့ तू ကမပါလို့ဟုတ်သားပဲကတိကတဝင်လာမှာစိုးလို့တစ်ချောင်းရှိတယ်လို့နှစ်ချောင်းသွားတာပေါ့ဗျဘယ်တစ်ချောင်းနဲ့သွားလိမ့်ဒါတော့ဒီနေရာမှာလည်းဘယ်တန်နဲ့ဟဲ့နည်းနည်းနားထောင်ကြည့်ငါပြသောအကျိုးတရားကိုမမှားရသောအကိုအကားမှုနှလုံးသွားဖို့စောင်းနှံမိပါတဲ့တက်နဲ့ဒူနဲ့တက်နဲ့ဟောဒါလောက်ရှိတော့တာကွာ
ဘယ်သာငိုးကွယ်အသက်ဆိုတော့ဘယ်ညာရှိတယ်ဒါပါလေဆိုလေဆမ်းမငါးရသောအကျိုးတရားကိုမမှားရသောအကိုအကားမို့နလန်းသွားဖို့စောင်းနှံမိပါတယ်ဆွမ်းဒါနမှုစေရနာကျွဲလူရန်ညဖို့နှိုးစော်ပါရောဒီလိုလုပ်ပါမှာပေါ့တချို့ကလူလေတွေဒဲတလုံးနဲ့ကတ်တုတ်တကြော်လည်းမကြော်တော့ပဲနဲ့အစအဆုံးဆိုဒဲကြဲလောင်းလောင်းမဟုတ်တိုးတိုးလေးဒီတော့တရားနာပိဿအခုခေမာဇလကျွတ်တို့621ရက်ွက်ပရဟိတအသင်းကြီးမှာဆွမ်းလောင်းရတဲ့ဆွမ်းတကဆွမ်းအမတွေအတွက်ဟိုတန်ငါ9000အတွက်ကျုပ်တဘာကိုမနဲ့ဆုံး3ချက်နေဆုံး3ချက်တဘာ6ချက်အတွက်ငွေတွေအလှခံပေးကြတုန်းကရေးတဲ့စာကလေးကိုကျုပ်ဖောက်တင်ချရပါလားဗျာဒါကြောင့်တရားနာပိဿကြီးမပြင်းမကြီးနဲ့လှူဒန်းကြစမ်းပါတကားတွေပြင်းတဲ့အပိုင်ကိုလည်းမပြင်းနဲ့လို့ဘုန်းကြီးတိုက်တွန်းပြီးပါပြီဓဂမတွေပြင်းတဲ့အပိုင်ကိုလည်းမပြင်းကြပါနဲ့တဟထိကမြောက်လှူဒန်းကြပါလို့ကျုပ်တိုက်တွန်းပြီးပါပြီဆွမ်းလှူကြတဲ့ဒါနဆွမ်းအကျိုး5ပါးကိုလည်းကျုပ်ဟောပြီးပြီဒါကြောင့်ဒီကနေ့ညရှေ့ပိုင်းမှာဓလောက်နဲ့ပဲခိတ္တရက်ဆိုင်ပြီးကျုပ်ဟာပတိုင်းပေးပါဦးမယ်ဗျာဒါနာအောင်မလို့ပြိဿနားတဲ့အချိန်ခါမှာတော့ခမရတို့တတ်ဆန်းရလှူဒန်းနေကြဖြစ်ပါတယ်ကျုပ်40ပြည့်ကစပြီးတော့မွေးနေ့ကျင်းပလာတဲ့အခု42နှစ်တန်ခါ42ပါးတပါး42ကျပ်စီလှူလို့အဲ့ဒီကိစ္စတာဝန်တောင်မှရက်လေးတွေခိုထားတဲ့ကြားတွေကအခုမနာရဘူးတရားနာပြိဿဒါကြောင့်ခင်ဗျားတို့လှူဒန်းတဲ့ကိစ္စသာသနာပိတ်မှန်ကြီးအတွက်မိမိတို့တတ်ဆွမ်းသမျှလှူဒန်းကြရန်ကြုတ်တိုက်တွန်းရတော့လည်းပဲခဏလှူနေတဲ့တရားတော်မတွေဆိုတော့လှူခံရတာလည်းအာနာပြီပြုတ်မန္တလေးရွှေမြို့တော်ကြီးအာနာပေမဲ့လို့လည်းများများရမှကျေနပ်တဲ့ဘုန်းကြီးဆိုတော့ကြည်ရှုသလောက်ကြတော့ကိုင်းထားကြောင့်ဗမာရင်းနာမမေ့မလျော့မပေါ့မဆာတော်တတိတရားနဲ့တံပါရိထမိမိတို့ရှိမှန်သမျှလွယ်လင့်တကူပါလာလို့မပင်ပန်းကြသေးပါဘူးဆိုရင်ဖြင့်ကြိုးစားပြီးတော့သာလှူဒန်းနိုင်ကြပါစေကုန်